အားလုံးပဲမင်္ဂလာပါကျွန်မကတော့အင်္ဂလိပ်စာ teacher လေး teacher ပုံညက်ခိုင်ဖြစ်ပါတယ်ကျွန်မဒီနေ့ဗာကြားရနဲ့ပတ်သက်ပြီး sharing လုပ်မလို့လဲဆိုတော့လေအားလုံးပဲquestion word တွေကိုသိကြရပေါ့နော်ကျွန်မတို့ question လုံးပုံလုံးนี้မှာကကျွန်မတို့က verb ကိုရှေ့ထုတ်ရတယ် model verb ဖြစ်ဖြစ် admixer ဖြစ်ဖြစ်ပေါ့နော် verb ကိုအရင်ဆုံးရှေ့ထုတ်ရတယ်အဲ့လိုမျိုးပဲ question word တွေပါလာပြီဆိုရင် question word ရဲ့နောက်မှာ verb တန်းလိုက်ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီ question word တွေရဲ့နောက်က verb တန်းပြီးတော့မလိုက်ရတဲ့ question word လေး၃ခုရှိပါတယ်အဲ့နောက်က noun လိုက်ရတယ်။ဘာတွေလဲဆိုရင် how many how much whos whose အဲ့သုံးလုံးရဲ့နောက်က noun လိုက်ပေးရပါတယ်။ whose ကကြတော့ noun ကတော်တော်များများတော့လိုက်ပါတယ်နော် who bag is this ပေါ့နော်ဒါပေမဲ့တခါတလေကြာတော့ who bags မဟုတ်ဘဲနဲ့သူက who is this bag ပေါ့နော်ဒီလွယ်ကဘသူရဲ့ဥစ္စာလဲအတူတူပါပဲအဓိပ္ပာယ်နော်ဒါပေမဲ့ who bag is this လို့မိတာများပါတယ်နော်အဲ့ကြတော့ how many how much နောက်က noun လိုက်ရတယ် whose နောက်က noun လိုက်ရတယ် how many နောက်က countable noun လိုက်ရတယ် how much နောက်က uncountable noun လိုက်ရပါတယ်အဲ့ဒါပြီးတော့မှ verb လာပါတယ်အဲ how many how much ကကြတော့ are there နဲ့မေးတာများတယ်ပေါ့နော်ဒါပေမဲ့ have you got နဲ့မေးလိမေးထားရှိပါတယ်အဲဆိုရင် how many sister have you got ပေါ့နော်ဒါကတော့ဒီမှာမေးလိမေးထားရှိတာတွေပြောပြတာပါအဲကြတော့ question word ပေါ့နော်question word နောက်ကချက်ချင်း verb မလိုက်ရဘဲနဲ့ noun လိုက်ရတဲ့ question word လေး၃ခုကိုပြောပြတာဖြစ်ပါတယ်။ဘာတွေလဲဆိုရင်ပြန်ပြောကြည့်ပါဦးမယ်နော်။ how many how much whose ပါ။အဲ့ဆိုရင်ဒီနေ့ဗီဒီယိုကတော့လောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်နော်။ကျွန်မတို့သိချင်တာတွေရှိရင်လည်းမေးခဲ့လို့ရပါတယ်။ Bye bye see you